Hello guys အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည် Morning Star ပဲဖြစ်ပါတယ်ကျွန်တော်ဒီခေါက်ချင်းပြပေးမယ့် Champion ဂိုက်ကတော့ကိုစန်တီမှားလို့ကဆန်တီ Champion ပဲဖြစ်ပါတယ်ကဆန်တီရဲ့ role ကတော့ Baron Lane ဖြစ်ပြီးတော့ကဆန်တီက Fighter ဆိုလဲဟုတ်တယ်လို့ Tank ဆိုလဲဟုတ်တယ်လို့ Assassin ဆိုလဲဟုတ်ပါတယ်တင်သားကြမမှားပါဘူးဒီကောင်က role 3ခုလုံးကိုဆော့လို့ရပါတယ်damage ထွက်ဖို့ physical item တွေသွားစရာမလိုပဲတိုက် item တွေနဲ့ဒီမာလေးမာသလို ADC ကို make ကို one shot လုပ်လို့ရပါတယ်ဒါပေမဲ့အဲ့လိုလုပ်နိုင်ဖို့အတွက်အရင်ဆုံးသူ့ရဲ့ ability နဲ့ skill အလုံးလုံးပုံတွေကိုရှင်းပြပေးပါမယ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကဆန်တီရဲ့ basic ကနေစပြီးတော့ရှင်းပြပေးပါကဆန်တီရဲ့ basic ကို doublet instant လို့ခေါ်ပါတယ်ကဆန်တီက enemy ကိုပဲဖြစ်ပြီး jungle monster တွေ minion တွေကို ability နဲ့ damage ပေးနိုင်ရင် damage ပေးခံရတဲ့ target မှာ doublet instant လို့ခေါ်တဲ့အမှတ်ဝင်သွားမှာဖြစ်ပြီးတော့အမှတ်ဝင်နေတဲ့ကောင်ကို basic တက်ချလိုက်ရင်သူတို့ရဲ့ max HP အလိုက် physical damage ကိုထိစေမှာပဲဖြစ်ပါတယ်ကဆန်တီရဲ့ basic က enemy တွေအပြင် jungle monster တွေဒါက minion တွေအပေါ်မှာပါတက်ရောက်မှုရှိပါတယ်ကဆန်တီရဲ့ basic ကဖိုးတော့မရှိတဲ့အတွက်ကဆန်တီက ability နဲ့ damage ပေးနေသူရေသူ့ရဲ့ basic ကဖွင့်နေအောင်ပါပဲဖြစ်ပါတယ်ကဆန်တီရဲ့ ability 1ကတော့ no flow strike လို့ခေါ်ပါတယ်ဒီ ability ကိုသုံးလိုက်ရင်ကဆန်တီကသူ့ရဲ့လက်နက်နဲ့မြေကြီးကိုရိုက်လိုက်မှဖြစ်ပြီး rate အတွင်းမှာထိတဲ့ target မှန်သမျှကို physical damage ကြီးစီမှာဖြစ်တယ်လို့ passive မှတ်ကိုလည်းအမှတ်ပေးအောင်ပါပဲဖြစ်ပါတယ်ဒါအပြင် ability နဲ့ထိသွားတဲ့ target တွေကို 80% slow of fire 0.5 second ကြာထိစီမှာပဲဖြစ်ပါတယ်တကယ်လို့ကဆန်တီတာ ability 1ကိုနှစ်ချက်တိတိထိအောင်သုံးနိုင်ရင်သုံးချက်မြောက် ability 1က skill shot တစ်ခုဖြစ်သွားမှာပဲဖြစ်ပါတယ်အဲ့ဒီ skill shot ကသုံးလိုက်တဲ့ direction တွင်းမှာရှိတဲ့ target တွေကိုနောက်အဖြစ်စီမဲ့အပြင်ကိုယ့်ဘက်ကိုပါဆွဲခေါ်လာမှာပဲဖြစ်ပါတယ်ကဆန်တီရဲ့ ability 2ကို Path Maker လို့ခေါ်ပြီးတော့သုံးလိုက်တဲ့အချိန် direction တစ်ခုကိုကဆန်တီကချက်စုပြီးတော့ dash သွားမှာပဲဖြစ်ပါတယ်ကဲလို့ enemy ကကိုယ့်ရှိမှရှိရင် enemy ကိုပါတွန်းထုတ်သွားမှာဖြစ်ပါတယ်ကဆန်တီကချဆုနေတဲ့အချိန်မှာunstable ဖြစ်နေပါပဲဖြစ်ပါတယ်ပြောရရင်ချဆုနေတဲ့အချိန်မှာ damage reduction လည်းရမှာဖြစ်တယ်လို့ CC immune လည်းဖြစ်နေပါကဆန်တီရဲ့ skill 2နဲ့ထိတဲ့ target တွေကလည်း passive အမှတ်ပေါ်နေမှာပဲဖြစ်ပါတယ်တခုရှိတာဒီ ability က wall ကျော်လို့မရပါဘူးဒီတော့ဒီ ability ကိုသုံးမယ်ဆိုရင် wall များတဲ့နေရာတွေမှာဆိုသတိထားရပါမယ်Team fight မှာအတော်လေးသုံးဝင်တဲ့ ability တစ်ခုဖြစ်တာကြောင့် wall နဲ့တိုက်ပြီးမပြတ်အောင် grid side ပြီးတော့သုံးသင့်ပါတယ်တကယ်လို့ RD ပွင့်သွားရင်ကဆန်တီရဲ့ ability 2ကအသုံးဝင်ပုံမတူတော့ပါဘူးကဆန်တီရဲ့ RD ပွင့်နေတဲ့အချိန်မှာ ability 2က damage အများဆုံးပဲဖြစ်ပါတယ်သုံးရင်ထုံးစံအတိုင်းချဆုပြီးတော့ direction တစ်ခုကို dash သွားမှာဆိုမိပဲ target တွေကိုမတွန်းထုတ်တော့ပဲ true damage အကြီးစားပေးမှာပါတခါတလေတန်းတွေကိုပါ one shot လုပ်လို့ရပါတယ်ဒီ ability ကိုသုံးရင် direction ပြန်ပြောင်းလို့မရတော့တဲ့အတွက်တေချာထင်ပြီးတော့သုံးသင့်ပါတယ်ကဆန်တီရဲ့ ability 3ကို fall လို့ခေါ်ပြီးသုံးလိုက်တဲ့ direction ကို dash လို့ ပုံမှန်မှာဖြစ်ပြီးကဆန်တီကိုရှိနေကြတက်စီမှာပဲဖြစ်ပါတယ် Hello guys ဒါအနာဂတ်က Morning Star ပဲဖြစ်ပါတယ်အမှန်တိုင်းပြောရရင်ကျွန်တော်ဒီ video လုပ်နေရApril အစပိုင်းလေးရပါတော့ကဆိုကျင်တော့ April 3ရက်နေ့မှာကျွန်တော်နေမကောင်းဖြစ်လို့စိတ်ယုံတက်လိုက်ရတယ်ဗျာဘာဖြစ်တာလဲဆိုတော့ဦးရောင်လာပေါ့အဲ့ဒါနဲ့ဘိုက်ခွဲလိုက်ရတယ်ပေါ့ဗျာကျွန်တော်တကြံတော့မမီလိုက်ပါဘူးကျွန်တော်ဒီကပြောတာကြံလုံးဝမဆော့လိုက်ရဘူးကြည်ရတဲ့ဗီဒီယိုပြီးတက်နိုင်အောင်စူးစမ်းခဲ့သေးတယ်ဒါပေမဲ့ဘလို့မလုံးနိုင်ဘူးအဲ့တော့ကျွန်တော် brother တို့လုံးဝညှို့ညွတ်တောင်းပန်ပါတယ်ဒါကျွန်တော်နေမကောင်းတဲ့ကြားကနေလွတ်ပြရတဲ့ဗီဒီယိုမဟုတ်လို့အမှားလေးများပါသွားရင်နားလေပေးကြဖို့မေတ္တာရက်ခံပါတယ်ဗျာကဲဗီဒီယိုဆက်သွားရအောင်ရဲ့ ability ကရိုးတန်းတန်းတော့ရင် watch လို့မရပါဘူးဒါအပြင်ကဆန်တီရဲ့ ability 3ကို minion တွေအပေါ်မှာရောကိုသိမ်းမင်းပေါ်မှာရောသုံးလို့ရရဗျာbrother ကိုနားလဲအောင်ပြောရရင်ကျွန်တော်ဒီမှာရိုးတန်းခုံရင် dash ကတိုးပြီးတော့ minion တွေအပေါ်မှာခုံရင် minion တွေအပေါ်မှာခုံတဲ့ rate dash ကပို့ပြီးတော့ရှည်ရဗျာ ability ကကိုယ့်ရဲ့သိမ်းမင်းတွေအပေါ်မှာလည်းခုံလို့ရပါတယ်အခုဒီမှာကျွန်တော် brother ကိုပြမ click ကရိုးတန်းခုံရင်များ dash ကတိုးပြီးတော့ကိုယ့်ရဲ့အသင်းသားရဲ့ကိုယ့်ဘက်က minion တွေပေါ်ခုံရင် dash ကရှည်ပါတယ်ဒါကိုသိမ်းမိတ်ကကိုယ့်ရဲ့နေရတစ်ဖက်ချမ်းမှာရှိနေရင်ဟောကြော်ပြီးခုံလို့ရပါတယ်ခင်ဗျဒါကိုသိမ်းမိတ်ကကိုရဲ့တစ်ဖက်ချမ်းမှာရှိမှဝေါ်ကြော်လို့ရပါဗျာဒီတိုင်းခုံရင်တော့ဝေါ်ကြော်လို့မရဘူးပေါ့ဒါအပြင်ခါဇာတီရဲ့ ability နဲ့ခုံလိုက်တဲ့သိမ်းမိတ်ကခါဇာတီလိုမျိုးပဲရှင်းအနေငယ်ရသွားမှာပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကာဆန်တီရဲ့ ultimate ကိုရှင်းပြပေးပါပြီကာဆန်တီရဲ့ ultimate ကို all out လို့ခေါ်ပါတယ်ဒါပေမဲ့ကာဆန်တီရဲ့ ultimate မှာအားနည်းချက်ကောအားသာချက်ကောရှိပါတယ်ပထမအနေနဲ့ brother တို့နားလည်အောင်အားသာချက်တွေကိုရင်ရှင်းပြပေးပါကာဆန်တီက ultimate ကိုသုံးလိုက်ရင် enemy တစ်ကောင်ကိုနောက်ရဖြစ်စေပြီးသူနဲ့အတူအနောက်ကိုအငင်းငယ်ဆွဲခေါ်သွားမှာတကယ်လို့ enemy ရဲ့နောက်မှာနေရန်ရှိရင်ကာဆန်တီကအနေနဲ့ကြော်တဲ့အချိန် enemy ကိုဆွဲခေါ်သွားမှာပါသူ့ရဲ့ RT ကအရန်သုံးဝင်ပါတယ်ဒီမှာဆိုရင်ကျွန်တော်တို့အတင်းကဘာရွန်တက်နေတာဗျာအဲ့ဒီအချိန်မှာ enemy jungle ကဝင်လာတော့ကျွန်တော်ကသူ့ကို RT သုံးပြီးဆွဲခေါ်သွားတော့သူဝေါ်တော့ရှောက်ကျွန်တော်နောက်ကနေပါလာတယ်အဲ့ဒီအချိန်မှာကျွန်တော်အတင်းကဘာရွန်ကို AC ယူလို့ရသွားတယ်ဗျာကဆန်တီရဲ့ RT က broker ဖြစ်တဲ့ထဲမှာပါပါတယ်တ
ဒါအပြင်ကဆန်တီးကအာဒီဖွင့်ထားရင်15စက္ကန့်အကြာ off state ကိုရရှိမှာပါအဲ့ဒီအချိန်မှာသူ့ရဲ့ basic skill တွေအားလုံးက cooldown 30% ညော့နေမှာဖြစ်ပါတယ်အခုဒီမှာကျွန်တော်အာဒီမဖွင့်ထားဘဲနဲ့ ability 3ကိုတုံးရင်9စက္ကန့်အကြာ cooldown ပြန်ဆောက်ရပါတယ်ဒါပေမဲ့ off state ဝင်နေတဲ့အချိန်မှာ ability 3ကိုတုံးရင် cooldown က4စက္ကန့်သာကြာတော့ပါတယ်ဒါအပြင်ကဆန်တီးအာဒီတုံးမြင့်ရဲ့ off state မှာattack speed 80% armor pen 50% နဲ့ only man 20% ကို15စက္ကန့်ကြာရရှိနေအောင်ပါအခုအားသာချက်တွေကိုပြောပြပြီဆိုတော့အားနည်းချက်တွေအကြောင်းကိုဆက်ပြောပြပါမယ်ကဆန်တီကအာတီသုံးလိုက်ရင်တောက်ဖောင်ကနေ assassin ဖောင်ကိုချိန်လိုက်တာဖြစ်လို့ attack speed တွေ armor pen တွေရပေမဲ့လေ25% max HP နဲ့ 70% bonus armor 70% bonus magic resist တွေကိုဆုံးရှုံးရမှာပဲဖြစ်ပါတယ်ဥပမာ brother တို့နားလည်အောင်ရှင်းပြရရင်ကဆန်တီကအာတီမသုံးခင်သူ့မှာ2000ပဲရှိရဆိုကြပါစို့ဗျာအဲ့သွေးတွေက 25% ကိုနှုတ်လိုက်ရင်သူ့သွေးက950ပဲကျန်တော့ပါဒါအပြင်90%ရာခိုင်နှုန်း physical defense နဲ့ magic defense တွေပါရော့နေမှာဖြစ်တဲ့အတွက်ကာစန်တီးကအရန်ပျော့သွားမှာပဲဖြစ်ပါတယ်ဒါပေမဲ့အရင်ကတက်တော့ဒါပေမဲ့ပုံများလာမှာပါဒါကြောင့် brother တို့အနေနဲ့ကာစန်တီးကိုကင်မယ်ဆိုရင် RT ကိုအရန်မသုံးဖို့အကြံပေးပြရစီအခက်မသိရင်ကိုယ်တင်တွေကိုတူးတလို့ဖြစ်သွားတက်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေနဲ့ပြန်လာခဲ့ပါမယ်သဘောကျရင် like and subscribe နဲ့အားပေးခဲ့လို့ရပါတယ်ဗျာမင်္ဂလာပါကျွန်တော် Morning Star ပဲဖြစ်ပါတယ်